သူတွေဝါသနာရှင်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ16ရက်နေ့မှာထွက်မဲ့17ကြိမ်မြောက်သူတွေကိုကျွန်တော်နောက်ဆုံးဒီကနေ့9ခွက်ကိုကျွန်တော်စီမှာအမြဲယူနေတဲ့မိတ်ဆွေတွေကိုနာမည်ယူနေတဲ့မိတ်ဆွေတို့ကျွန်တော်ဒီ6ခွက်ပေးထားပါတယ်ဒီ3နှစ်8ကတော့ကျွန်တော် main ခွက်ပေါ့ဗျာရန်ကတော့ဒီ4ခွက်ရန်ပေးထားပါတယ်6ထိပ်စီးနဲ့2ခွက်6ထိပ်စီး2ခွက်ကဘာလို့6ထိပ်စီး2ခွက်ပါလာလဲဆိုကျွန်တော်6ထိပ်စီးဒီလိုလေးတွေးလို့6ထိပ်စီး2ခွက်ရန်အောင်ထည့်ပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်ဒီသုံးလုံးပေါင်းချင်းကိုဒီနှလုံးကိုကျွန်တော်ဒီသုံးလုံးပေါင်းချင်းခွန်ဒီထိပ်စီးနဲ့ဒီနောက်ပိတ်နဲ့ဒီထိပ်စီးခွန်ကျွန်တော်ဒီသုံးလုံးပေါင်းချင်းကကိုဒီ2နဲ့ခွန်နဲ့ကဒီသုံးလုံးပေါင်းချင်းက3ကိုကျွန်တော်တို့ခွန်နဲ့6နဲ့က3ဆိုပြီးတော့ကြားမယ်ဆိုပြီးတော့အဲ6ထိပ်စီးပြီးတော့ကျွန်တော်တို့ဒီ3လုံးပေါင်းချင်းက1ဆိုရင်ဒီ3လုံးပေါင်းချင်း1ဒီ3လုံးပေါင်းချင်းက3ညဒီ3လုံးပေါင်းချင်းကဒီ3လုံးပေါင်းချင်းက3ညဒီ3လုံးပေါင်းချင်းက6ဒီ3လုံးပေါင်းချင်းက6တို့ဒီ3လုံးပေါင်းချင်းက6ရှိတဲ့အတွက်ဒီ3လုံးပေါင်းချင်း6ပြရမယ်ဆို6ထိပ်စီးအဲ့ဒါကျွန်တော်ဒီ3လုံးပေါင်းချင်းကခွန်ကိုဒီ3လုံးပေါင်းချင်းခွန်ဒီ3လုံးပေါင်းချင်းက6ကိုဒီ3လုံးပေါင်းချင်းက6ကျွန်တော်ဒီ3လုံးပေါင်းချင်းက9ကျွန်တော်ဒီ3လုံးပေါင်းချင်းက9ဆိုပြီးတော့သူကအဲ့လိုကြားရမယ်ဆို6ထိပ်စီးရှိတဲ့အတွက်ကျွန်တော်6ထိပ်စီးနဲ့အရန်2ကွက်ထည့်ပေးထားတာဖြစ်ပါတယ်ကျွန်တော်ဒီ main ကွက်ကတော့3နှစ်8ပေါ့ဗျာဒီ6ထိပ်စီးနဲ့6နှစ်8ကကျွန်တော်ရှင်းလုံးပေါင်းချင်း8ကျန်ခဲ့ဂျာရဲကကျွန်တော်ပြသွားတယ်ရှင်းလုံးပေါင်းချင်း8ပြရမယ်ဆို62နဲ့8လဲကြိုက်တယ်အဲကြောင့်ရှင်းလုံးပေါင်းချင်း8နဲ့ကျွန်တော်308အတွဲထည့်ပေးထားတယ်35အတွဲထည့်ပေးထားတယ်တော့ main ကွက်ကတော့တော့နောင်လုံးပေါင်းချင်း3ညဆိုတဲ့အရာနဲ့ထည့်ပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနားမှာဒီ9နက်ကဒီသလုံးက6 4နက်ကဒီသလုံး2နက်ကဒီသလုံး4 9နက်ကဒီသလုံး3ညဆိုပြီးတော့နောင်လုံးပေါင်းချင်း3ညနဲ့ main ကွက်ပရိတ်3အဲ့လိုထည့်ပေးထားတာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေများအားလုံးကောင်းကောင်းရပါစေဗျာ